အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ2026ခုနှစ်ဇွန်လ15ရက်ကနေ21ရက်နေ့အတွင်းမှာအရေးပါတဲ့ဆုံးဖြတ်ချက်တွေချမှတ်ရမယ်မူလတစ်ခါမှမလုပ်ဘူးသေးတဲ့လုပ်ငန်းရပ်တွေကိုလည်းလုပ်ကြရလိမ့်မယ်ရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်ကိုယ်ကိစ္စထက်တပားသူကိစ္စတွေကိုလိုက်ဆောင်ရွက်ပေးနေရမယ်ကိုယ်ထံကူညီတောင်းသူများပေါ်တတ်တယ်ကူညီလည်းကူညီရတတ်တယ်အရာဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လူတွေရဲ့အကျိုးဆက်ကောင်းတွေကိုရရှိမယ်ပညာသင်တန်းနဲ့ပတ်သက်တဲ့ကိစ္စတွေကြိုးပေးမယ်ရှင်ပြိုင်မှုတွေမှာအောင်မြင်မယ်ဘေးဒီမေးချင်တဲ့အကြောင်းလေးပေါ်လာရင်ဒီစမ်းစာနေဖို့ application ကိုအသုံးပြုပြီးတော့မင်းများလိုက်ရုံနဲ့ကိုယ်တိုင်ကိုယ်ကျလူတွေ့လာမေးတဲ့အတွေ့အကြုံမျိုးရရှိအောင်စူးစမ်းပေးထားတယ်။ဒါကြောင့်စမ်းစာနေဖို့ application ကိုယုံကြည်စွာသုံးချနိုင်ကြောင်းတင်ပြပါတယ်။15ရက်နေ့မှာအလုပ်တိုးချက်ခြင်းကောင်းတဲ့ငွေကုန်ကြေးကျများတာကိုတော့ view ဆက်ရမယ်။ဒီနေ့မှာမတော်တဆထိခိုက်မှုအနေနဲ့ view ဆက်ရမယ်။အဲဒီနေ့မှာငကဘောရက်နဲ့မဟာရက်ကျမ်းတပြိုင်တည်းထည့်ကျရောက်တဲ့အတွက်အသွားလာကျူးဆိုင်ရမယ်အနောက်တောင်ရက်ကိုသူသွားစရာအနေရှိတတ်တယ်မနေ့9နိုင်နဲ့10နိုင်ခွဲကြားအသွားလာကျူးဆိုင်ရမယ်16ရက်နေ့မှာတော့အတိုက်ခံနေကြကပြန်တိုးတက်လာမယ်ဂတိပြတ်တဲ့သူတွေနဲ့တော့တွေ့တတ်တယ်18ရက်နေ့ကတော့အရာရာကောင်းခြင်းရှိတယ်အစဉ်ပြေမှုနဲ့တိုးတက်မှုတွေရှိမယ်18ရက်နေ့မှာလူမျိုးကွဲအကျိုးပေးမယ်ရဝေးနဲ့ဆက်ဆက်ပြီးလုပ်တဲ့လုပ်ကျိုးပေးမယ်19ရက်နေ့မှာငွေကြေးစုလိုက်ဝေမယ်လက်ပွင့်မယ်20ရက်နေ့မှာအတိုက်ခံကြားကဖြတ်သန်းပြီးတော့လိုရာပြည့်စုံအောင်ဆောင်ရွက်ရမယ်21ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်လည်ရရှိအောင်ဆောင်ရွက်နိုင်ပါတယ်ဒီတပတ်တာကာလအတော်တွင်ထဲမှာဇာသပတိနေ့မွေးတဲ့သူတွေတောက်ကြမွေးသူတွေစနေမွေးသူတွေကောင်းကျိုးပေးမယ်တနင်္ဂနွေဗုဒ္ဓမွေးသူများကြောင့်စိတ်အနှောက်အယှက်တွေရှိတတ်ပါတယ်လေးခွန်ကိုကနန်းတွေအကျိုးပေးပါတယ်ဒီကာလအတွင်းမှာအပြာရောင်မိခိုးရောင်နှုတ်နှစ်ရောင်တွေဝစ်ပြီးတော့လိုရှိရာကိစ္စများဆောင်ရွက်နိုင်ပါတယ်ကောင်းခြင်းကံကြမ္မာများရဖို့အတွက်18ရက်နေ့ဇွန်လနဲ့20ရက်နေ့ဇွန်လတွေမှာခေါင်းစည်းခေါင်းလျှော်ပြုပါကျမ်းမာခြင်းချမ်းသာခြင်းနဲ့ကောင်းသောကံကြမ္မာတွေကိုရရှိပါလိမ့်မယ်ကျေးဇူးတင်ပါတယ်